ကဲတငယ်ချင်းတို့ရေဒီနှစ်ချက်ကလေးကိုမှတ်မိသေးလားဟောင်းတော့ဟောင်းနေပြီနော်အခုနိုင် TikTok short စလုပ်တဲ့နှစ်ချက်ကလေးပေါ့နော်ဈေးနှုန်းကလည်း100မကျော်ဘူးသုံးလို့လည်းအရန်ကောင်းတယ်နောက်ပြီးတော့ဒီ Xiaomi ဖုန်းလေးဆိုနှစ်ချက်ဆက်တင်ချိန်လို့ရတယ်နော်အခုကြိုက်တဲ့အတန်လေးတွေပေါ့နော်မျိုးမျိုးပြောင်းလို့ရတယ်အရောင်ကလည်းအဖြူနဲ့အနက်ရောင်နှစ်ရောင်ရှိတယ်နော်နောက်ဒီနှစ်ချက်ကလေးကိုလိုချင်တဲ့ဆိုရင်အောက်ကချင်းလေးထဲမှာဝင်မှာလို့ရတယ်နော်နှစ်ချက်ဝယ်မယ်ဆိုရင်နှစ်ချက်ပုံလေးတွေကိုထောက်ကြည့်ပါနော်အဲ့မှာဘူးကွန်လေးတွေပါတယ် case လေးတွေပါတယ်အဲ့ဥစ္စာလေးတွေမဝယ်ပါနဲ့နော်အကောင့်တွေက100ကျော်ပါတယ်နော်ဒီအပေါ်ဆုံးမှာအရောင်လေးရှိရဲ့အဖြူရဲ့အနက်ကဲပန်းရောင်ရဲ့အကောင့်လေးတွေထောက်ဝယ်60နဲ့မှ5ဘတ်ပဲရှိရနော်အားလုံးကျေးဇူးတင်ပါတယ်